င်္ဂလာပါရှင်စာချပိုး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျွန်မကတော့စာချပိုးပါကျွန်မစာအုပ်အမျိုးအနေနဲ့မတင်ပြတာကြပြီပေါ့နော်ဒီကြားထဲမှာကျွန်မစာအုပ်တွေကတော့အများကြီးဖတ်ထားတယ်ပေါ့ဒါပေမဲ့အင်တာနက်လိုင်းတွေမကောင်းတာနဲ့အင်တာနက်မဖွင့်ပြတော့မပြောပြဘူးပေါ့နော်အခုတစ်ခါမှာတော့ပေါ့နော်ကျွန်မဖတ်ထားတဲ့တရားမှာကျွန်မအချိန်ကြာကြီးအချိန်ယူပြီးတော့ဖတ်ခဲ့ရတယ်ဒီစာအုပ်လေးတအုပ်ရဲ့အညွန့်ပြောပြပေးချင်ပါတယ်ရှင်အဲ့ဒါကတော့ပေါ့နော်ဆရာကြီးဘိန်းဦးစေရရေးသားထားတယ်ပေါ့နော်ဆရာကြီးဦးစေရရဲ့စာတွေကိုစိတ်ကူးချူချူကစူးစီးထားတာပေါ့နော်ဆရာကြီးစေရရဲ့လောကစာအုပ်ရင်တက်ဆိုတဲ့ဒီစာအုပ်ကြီးရဲ့အညွန့်ကြောင့်ပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်မှာဆိုလို့ရှိရင်စာမျက်နှာ910ပါဝင်ပြီးတော့မှစိတ်ကူးချူချူကနေပြီးတော့သူကပထမအချိန်ထုတ်ဝေထားခြင်းဖြစ်ပါတယ်ရှင်မျက်နှာဖုံးကတော့ဆရာစောမောင်ဖြစ်ပါတယ်ရှင်ဒီလိုလေးပေါ့နော်မျက်နှာဖုံးတွေကသူကနှစ်ထပ်ပေါ့ဒီအထဲမှာလည်းဒီလိုမျိုးလေးတစ်ခါပါသေးတယ်ပေါ့နော်အမျိုးလေးပါစိတ်ကူးချူချူရဲ့ထုံးစံအတိုင်းပေါ့သူကသင်ကိုရေးလို့ဒီလိုပုံစံနဲ့လာတာများတယ်ပေါ့နော်ဒီစာအုပ်ကကြောက်လေသူကဒီအစမှာကလေးကဘို့စိတ်ကူးချူချူကနေပြီးတော့ရေးထားရှေ့တာသူတို့ကဒါဆရာကြီးဇေယျရဲ့ပေါ့နော်ဒီစာပေါင်းစုံအတွဲတွေကိုဒါပြန်ပြီးတော့မှအတစ်တဖန်စူစီစီစဉ်ထားတာဒီသူတို့စောင့်နိုင်တဲ့များဆောင်အောင်လို့အားထုတ်ပြင်မဲ့လေဒီဆရာကြီးရဲ့လက်ရာတွေကပေါ့နော်ကြံရှိနေုံပဲအဲ့ဒါကြောင့်မလို့ပေါ့တို့တို့ရစင်ကဲစူစီမဲ့အမှားမှန်ထောက်ပြပြင်ဆင်ပြုကြခြင်းပြတာတဲ့မြန်မာစာပေရဲ့အမွေနှစ်တွေကိုထိမ့်သိမ်းသွားနိုင်လိမ့်မည်ထင်မြင်ပါတယ်တဲ့ဆိုပြီးတော့အဲ့လိုရေးထားတယ်ပေါ့နော်သူတို့အနေနဲ့ပေါ့နော်ဒီစာအုပ်တွေကိုလည်းဒီစကူးချူစာပေတိုင်းကနေပြီးတော့အတွဲ3ထီကိုရည်ရွယ်ထားတယ်သူဆရာကြီးရဲ့စာတွေမှာပေါ့နော်ဒီလောကဖွဲ့အတွေးမြင်ဖွဲ့တွေကပို့ပြီးတော့မှလွှမ်းခြုံနှပ်ပါနေတယ်လို့ခံစားရတဲ့အတွက်ကြောင့်မလို့ဒီအတွဲတွေရဲ့ဒီစာအုပ်ဆရာကြီးစာအုပ်တွေရဲ့အမည်ကိုပေါ့နော်လောကစာအုပ်ရင်ဆိုပြီးတော့ပေးထားတယ်ပေါ့ဆိုပြီးတော့စိတ်ကူးချူချူကနေပြီးတော့သူကအမှတ်တမ်းလေးရေးထားတယ်ပေါ့နော်ကျမမှာတော့ကျမတို့ဒါငှားဖတ်တာပေါ့နော်ငှားဖတ်တာတော်တော်လေးကြာနေပြီကြာပြီးပြန်လည်းမပေးရသေးဘူးနော်ငှားပေးတဲ့သူကိုလည်းကျေးဇူးတင်ပါတယ်လို့ကျမတော့အတွဲ1နှစ်ပေါ့နော်အတွဲ1နှစ်ဆိုနှစ်ကတော့ကျမဖတ်နေစေပဲဖြည်းဖြည်းချင်းဖတ်ရတာဆိုတော့လေဒါတွေကအတွဲ2ပေါ့နော်ကျမမှာတော့အတွဲ1နှစ်တော့ရှိတယ်ပေါ့အတွဲဘယ်လောက်ထိထွက်ထားလဲတော့ကျမလည်းမသိဘူးပေါ့နော်ဒီအတွဲ1မှာဆိုလို့ရှိရင်တော်ဆုံးဆုံးလင်းလင်းပါတယ်ပေါ့သူကဘာတွေပါမလဲဆိုလို့ရှိရင်ပထမဆုံးဒီမာတိကာမှာပေါ့နော်ဒီအမှားတွေပေါ့အမှားတွေကဆိုမနေဘူးပေါ့နော်ဆရာကြီးဦးရောဇေယပေါ့ထုတ်ဝေသူကြီးအထိတ်ထမ်းပေါ့ပြီးတော့သူရဲ့ဆောင်းပါးတွေပေါ့ဆရာကြီးရှုမြင်တဲ့ပုံပါညာပေါ့အဲ့လိုဟာတွေပါမယ်အဲ့ဒါကခုနကတော့ပြောထားတဲ့စာမျက်နှာ910ထဲမှာအဲ့ဒီစာမျက်နှာမပါဘူးတပတ်လို့ပြောဆိုတော့ကကြီးခါကွင်းနဲ့ပဲစာမျက်နှာကိုတက်ထားတာပေါ့နော်ဒီတော့ခန္ဓာလေးတွေခွဲပြီးတော့မှဒါဟိုပြန်ပြီးတော့မာတိကာခွဲထားတယ်ပေါ့နော်ပထမဦးဆုံးမှာဆိုလို့ရှိရင်လောကဓလေးပေါ့လောကဓလေးအကြောင်းဆိုပြီးတော့မှဒါဆောင်းပါးလေးတွေအများကြီးပါမယ်ပေါ့လောကဓလေးအကြောင်းဆိုလို့ရှိရင်အလုံးပေါင်းအပုတ်100ပါတယ်ပေါ့နော်အပုတ်100ပါအဲ့လောကဓလေးမှာတချို့ဒီစာဖက်စင်းလေးလိုပါလို့လားမသိဘူးအဲ့ထဲကဒါပြဋ္ဌာန်းစာအုပ်မှာလည်းဒီတက္ကသိုလ်ဝန်ထမ်းလားမသိပြဋ္ဌာန်းစာအုပ်မှာလည်းပြဋ္ဌာန်းထားတဲ့ထဲနဲ့ကျမလည်းတိတ်တော့မသိကြဘူးပေါ့နော်စာဖက်စင်းအလေးဆိုလားမသိကျမတွေ့လိုက်တယ်လို့ပဲအခုတော့ပါသေးလားမပါသေးလားလည်းမသိဘူးပေါ့နော်နောက်ရွာဓလေးပေါ့ရွာဓလေးဆိုလဲရွာဓလေးအကြောင်းလေးတွေအတူလေးတွေရေးထားတာပေါ့နော်ပြီးတော့မြမဓလေးပေါ့နောက်ပညာဓလေးလူဓလေးနောက်စာဓလေးပေါ့နော်အဲ့လိုမျိုးသူကဒီ category လေးတွေခွဲပြီးတော့မှတစ်ပိုင်းချင်းစီဒါသူပြထားတယ်ပေါ့နော်နောက်စာပေမွေးသူဆိုလဲစာပေအကြောင်းတွေပေါ့နောက်စာပေခံစားမှုနဲ့ပတ်သက်တာလေးနောက်စာရေးနည်းနဲ့ပတ်သက်တာပါမယ်နောက်ဆရာကြီးရဲ့ဘာသာပြန်လက်ရာနှစ်ပုဒ်ပါမယ်ပေါ့နော်နောက်မီဒီယာတွေပေါ့ဆရာကြီးရဲ့အမြင်ပေါ့နောက်ကဏ္ဍဝင်ပေါ့နော်ကဏ္ဍဝင်စာပေမှာဆိုရင်ဘလို့ပေါ့လို့တွေပါမယ်နောက်စာပေဝေဖန်ရေးတစ်ပုဒ်ပါမယ်ဝိထုတို့လက်ရာနှစ်ပုတ်ပါတယ်ပေါ့နော်ပြီးတော့လို့ရှင်ဘာသာပြန်လက်ရာနောက်နိပွန်စိတ်ဓာတ်ဆိုတာလေးတစ်ပုတ်ပါတယ်နောက်စပွဲတက်လေးပါတယ်ဆိုပြီးတော့မှအများကြီးပါတယ်သူကလေစာမျက်နှာ910ဆိုပေမဲ့လေပုံမှန်စာအုပ်တွေထပ်တော့ပုံများဘာလို့လဲဆိုတော့သူကဒီပေါ့နော်ကောလန်၄ခုခွဲထားတာပေါ့စာအုပ် site ကလည်းကြီးတယ်ဒီလိုကောလန်၄ခုနဲ့ဆိုကျွန်မတကယ်ကိုအကြာကြီးလည်းဖတ်ခဲ့ရတယ်ဆရာဟိုစာတွေကလည်းတကယ်ကိုလေးလေးနက်နက်ရှိတယ်ပေါ့နော်ဝိထုတို့တော့မှနှစ်ပုတ်ပဲပါတာဆိုတော့လေအဲ့လိုမျိုးစာပေဝေဖန်ရေးနဲ့ပတ်သက်တာတွေဆိုတော့ကျွန်မစိတ်ထဲလေးဟိုသူတေသနာပြုချင်တဲ့သူတွေပေါ့နော်သူတို့တော့ဆိုရင်တကယ်ဟိုကောင်းပြီးတော့မှပညာတွေလည်းအများကြီးရပြီးတော့မှဒါတကယ်ကိုအဖို့တန်တဲ့စာအုပ်တော့ဖြစ်မယ်လို့ထင်တယ်ပေါ့နော်ကျွန်မအနေနဲ့တော့မှပဲဒီဟာဖတ်ပြီးတော့မှအများကြီးပေါ့နော်ကိုသိလိုက်ရတာတွေအများကြီးရှိတယ်ပေါ့နော်အဲ့ထဲမှာကျွန်မမှတ်မိတာဆိုဆရာကြီးဘယ်လောက်ဟမ်ဘဲဖြစ်လဲပေါ့နော်ဒီဆရာကြီးဦးစီကဘယ်လောက်တောင်ဟမ်ဘဲဖြစ်လဲဆိုတာသူ့ရဲ့ပေါ့နော်ကျွန်မမရစိတ်ထဲမှာမထထင်ဖြစ်နေတာပေါ့နော်သူစာအုပ်ကဟိုကျမတို့ငငယ်တော့ဟိုသင်ခဲ့ရတဲ့အင်္ဂလိပ်စာရေးလေး the necklace လေးအဲ့ဒီ the necklace ဘာသာပြန်ကိုသူပေးလိုက်တယ်ပေါ့နော်အဲ့ဒီမှာဒီတော့ဘာချွာနေပြီးတော့သူဘာသာပြန်စာအုပ်ရဲ့အောက်မှာစာပိုက်ကလေးတစ်ပိုင်းနဲ့ပေါ့နော်ညီကုန်းထုတ်ပေးလိုက်တယ်ကွာအဲ့လိုမျိုးတော့မှပဲသူကဘလို့တ
တ်မှတ်လဲဆိုတော့ဒါကသူ့ကိုဆရာဦးပါချူကနေပြီးတော့မှညီကုန်းလေးတစ်ခုနဲ့ချီးမြှောက်ခြင်းခံလိုက်ရတယ်ဆိုပြီးရေးထားတောင်းလို့ဆိုလို့ရှိရင်သူ့စာကိုပြန်တယ်လို့လုပ်တာပဲသဘောကျမလဲနော်အဲ့လိုမျိုးလေးပေါ့ဆရာကြီးတော်တော်ဟမ်းပဲဖြစ်တာပဲတော်တော်ကိုနှိမ့်ချယူတူးတာပဲအဲ့လိုမျိုးလေးခံစားမိတာလေးလည်းရှိတယ်ပေါ့နော်နောက်တစ်ခုကကျတော့စာရေးဆရာကြီးတွေနဲ့ပတ်သက်ပြီးတော့လဲဒီမနီတာဦးမောင်ကြီးဘလို့သဘောကောင်းတဲ့အကြောင်းတွေဆရာကြီးတခင်ကိုရောမိုင်းအကြောင်းတွေပေါ့နော်ဆရာကြီးတခင်ကိုရောမိုင်းဆိုရင်သူ့စာတွေကိုပြင်တာလုံးဝမကြိုက်ဘူးပေါ့နော်သူတေချာချာထထခါစစ်ပြီးသားကိုစလုံးဝမရလို့သဘောထားပြီးတော့မပြင်နဲ့ပေါ့အဲ့လိုရှေ့ကဆရာကြီးတွေရဲ့အမှုအကျင့်လေးတွေကိုလည်းသိလိုက်ရတယ်ပြီးသားလို့ရှင်တကယ်လို့လေnational တို့လေရာမရကန်ဦးတိုးတို့အဲ့လိုမျိုးတွေရဲ့စာတွေမှာအများကြီးပဲလို့ရောရကန်တွေရောအများကြီးအဲ့လိုတွေလည်းအများကြီးဒါဖတ်ရမယ်နော်ပြီးတော့လို့ရှင်စာပေနဲ့ပတ်သက်ပြီးတော့ဆရာကြီးရဲ့အမြင်တွေပေါ့စာဖတ်တိုင်းဒီခိုးချတာမဟုတ်ဘူးပေါ့နော်ဆရာကြီးဘီမိုးနေနဲ့ဆရာကြီးပုံညာတို့စာဘလို့ဖတ်ခဲ့တာဆရာကြီးဘီမိုးနေဆိုလို့ရှင်စာကိုဖတ်ပြီးတော့ဘလို့အသေးစိတ်ပြန်ပြီးတော့မှခွဲချမ်းစိတ်ပြတာအဲ့လိုဟာမျိုးလေးတွေပေါ့လေနောက်ပြီးတော့လို့ရှင်တေးထက်တွေပေါ့တေးထက်တွေလဲဆိုလဲဆရာကြီးအချုပ်တန်းဆရာဖေးပေါ့နော်ထီးပြူစားပြီးတော့မှဖေးပေါ်သွားလာမသိဘူးအဲ့ဒီအချိန်မှာအဲ့ဒီရာရှိကသူလောက်ကြံခံလိုက်ရတာအထီးပြူနှစ်လက်မို့လို့နှစ်ချက်ပေါ့အဲ့လိုမျိုးလေးအဲ့တေးတဲ့လေးဆိုတော့တော်တော်သဘောကျတယ်ပြောစရာကြီးကတော့အများကြီးပါပဲဒီအပေါ်ဒီကဏ္ဍတိုင်းမှာပေါ့နော်အများကြီးကိုအတွက်လဲဘ ഹു တုတရတယ်တခုပဲပေါ့နော်ကျွန်မတေချာဖတ်ရတဲ့ခါကျတော်တော်ကြာခဲ့တယ်ပေါ့နော်ဒီတအုပ်ခုကျွန်မ3-4လလောက်တောင်ချိန်ခဲ့ရတဲ့သဘောပြင်တော့ဖတ်လိုက်မှတ်လိုက်ဆိုတော့လေအဲ့လိုမျိုးလေးတော့အကြာကြီးတော့အချိန်ယူခဲ့ရပြီးတော့ချိန်ယူတလောက်လဲဒါတကယ်ကိုအကျိုးရှိခဲ့တဲ့စာအုပ်ပေါ့နော်ပြီးတော့လို့ရှင်ပြဆက်သဘောတရားတွေဆိုလို့ရှိရင်လည်းတော်တော်ကောင်းတယ်ပေါ့နော်ဆရာကြီးတာကောင်းတယ်ဆိုတော့ကိုအတွက်ကတော့အသစ်အဆန်းဖြစ်တယ်ပေါ့လေပြီးတော့လို့ရှင်ဒီဆရာကြီးဒီဥပုံညာနဲ့ဆရာရောတို့ရဲ့ရေးပုံသားပုံပေါ့နော်ဆရာကြီးပုံညာရေးပုံဆိုဘယ်လိုလေးပေါ့ဆရာရောဆိုလို့ရှင်ဘယ်လိုနုနဲ့နောင်လေးပေါ့ဇက်ဆန်နေပေါ့အဲ့လိုမျိုးလေးရှင်းပြထားတယ်အဲ့လိုပုံတွေလည်းအများကြီးပဲပေါ့နော်ပြီးတော့လို့ရှင်ဘာကုန်းနဲ့ဖအုပ်ထုတ်ပေါ့ကျွန်မမမီတော့ဆိုရင်ဒီနောက်ဒီမြန်မာပကဝန်တော့ဦးတန်လားမသိဘူးသူတို့ဆိုလို့ရှင်သူကဘာကုန်းကိုပို့ကြိုက်တယ်ပေါ့လေအဲ့လိုမျိုးတွေပေါ့တချို့ဆိုလို့ရှင်ဘယ်သူဆိုရင်ဖောက်ထုတ်ကိုပို့ကြိုက်တယ်ပေါ့အဲ့လိုမျိုးဘာကုန်းဖောက်ထုတ်ပြဿနာလေးတွေပြီးတော့ဝတ်မောင်မတေးတင်ချောင်းဝင်မုံနဲ့ပဲရေးတဲ့နေဆိုတဲ့အကြောင်းတွေပေါ့အဲ့လိုမျိုးလေးရေးထားတယ်ဒါဒီစာလုံးပေါင်းနဲ့ပတ်သက်တာပြီးတော့ဒီအမည်မသိရှင်းစာဆိုတွေရေးခဲ့တဲ့ဆရာလေးစာလေးတွေရှိရလေဂျုံးနှကောင်တို့ပါတော့အဲ့လိုမျိုးစာလေးတွေကိုလည်းမိဘမဲ့ကြပြလေးများဆိုပြီးစုစည်းရေးထားတကယ်ကိုအရန်ဖတ်ရတာချက်ဖို့ကောင်းတယ်ပေါ့နော်ကျွန်မတော့ကြပြချက်သူဆိုတော့လေအဲ့လိုကြပြလေးတွေလည်းအများကြီးပါတယ်ပေါ့နော်ပြီးတော့အဲ့စာရေးနီးပါလေကျွန်မစာဘိုက်ကိုတော့ဒီအတိအကျတော့မမှတ်မိတော့ဘူးကွာမမိတော့ဆယ်မနာ390ကျော်လောက်မှာထင်တာပဲအရင်ခွာရင်းနီးဆိုတော့ကျွန်မတော်တော်သဘောကျခဲ့တယ်ဘာလို့လဲဆိုတော့ဟိုစကခွက်လို့ဖြစ်နေတာပေါ့ဥပမာကဟိုတက်မယ်ပါနဲ့မဖက်ထီရွှေလက်ညှို့ပြက်ဆက်တော့အကယ်ဆိုရင်အဲ့ဒါကိုဒါစကားလိန်နဲ့ရေးထားတာအဲ့ဒါကိုရင်ခွာရင်းနီးလို့ခေါ်တယ်ပေါ့အတက်ပြန်ဖတ်မယ်ဆိုလို့ရှိရင်ရွှေဖီလက်ဖက်ညွတ်မပြတ်နဲ့ဆက်ပါတော့မယ်အသက်ကယ်ပေါ့အဲ့ဒါဒီဘာလဲဆိုတော့အလဲအခရာကနေစပြီးတော့တဲ့စာကိုရှစ်တလုံးနောက်တလုံးတိုးပြီးတော့မှအဆုံးမှာအစတက်ပြီးတော့ဖတ်ရတဲ့ဒါရင်းနှီးမျိုးဆိုအော်မိုက်တယ်ပေါ့နော်အဲ့လိုရင်းနှီးတွေလည်းရှိတာပဲပေါ့မြန်မာစာမှာအဲ့လိုမျိုးတွေတိသွားတယ်ပေါ့နော်ပြီးတော့လို့ရှိရင်မခိုင်းနဲ့တရဖူးဘလို့ကွာလဲပေါ့ရေးထားတာလေးလည်းစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဘာဖြစ်ခုနကကျွန်မပြောခဲ့သလိုပဲဒီတအုပ်လုံးဟာဆိုရင်သူကန္နာလိုက်ပေါ့နော်ဒီစာပေနဲ့ပတ်သက်တာပေါ့နော်တကယ်ကိုပေါ့နော်ဒီစိတ်ကူးဆိုကပြောထားသလိုပဲဒါမြန်မာဒီစာပေအမွေအနှစ်ပေါ့တကယ်ဒီအမွေအနှစ်တွေကိုဒါစုစည်းပြီးတော့မှပေါ်ပြထားပြီးတော့မှဖတ်တဲ့သူအတွက်လည်းအများကြီးပေါ့နော်အတိုးရှိပြီးတော့မှဘ ഹു တုတဖြစ်စေတယ်ပြီးတော့လို့ရှိရင်ကိုပေါ့နော်မသိလိုက်ရတဲ့အရာတွေလည်းအများကြီးသိလိုက်ရတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီဆရာကြီးရဲ့စာပေလက်ရာတွေကနေပြီးတော့တစ်ဆင့်ပေါ့မြန်မာစာပေရဲ့အမွေအနှစ်တွေကိုဘယ်လိုထိမ့်သိမ်းရမလဲဘယ်လိုမျက်နှာရမလဲဆိုတာကိုသိသားရတဲ့ကြောင့်မို့လို့ဒါတကယ်ကိုဖတ်ရတာဒီပေးရတဲ့အချိန်နဲ့အရန်ကိုထိုက်တန်တဲ့ဒီတမိုးရှိတဲ့စာအုပ်ကောင်းတောင်းအနေနဲ့ညှို့ဆိုချင်ပါတယ်ရှင်စာရှစ်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်